ညနေခင်းသတင်းအစီအစဉ်မှာဒီနေ့အတွက်သတင်းတွေကတော့မန္တလေးမြို့လပခကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့သတင်းပုံနှကျွန်းမှာပြည်သူတွေအင်တာနက်သုံးတဲ့နေရာကိုစစ်တပ်ပုံကျဲတဲ့သတင်းဝေါ်လက်နယ်ကိုစစ်ကောင်စီတပ်အသေးခံဒရုန်းနဲ့တိုက်ခိုက်တဲ့သတင်းနဲ့ကြောက်တကောင်းမြို့နယ် CDM ကျောင်းဆရာတယောက်တိုက်ပွဲအတွင်းကြောက်ဆုံးတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မန္တလေးမြို့ကိုတွားရောက်ခဲ့တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအလဲပိုင်းတိုင်းစစ်တပ်နာချုပ်လပခမှာတဲခိုတယ်လို့သတင်းရတာကြောင့်109မမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ Brave Warrior for Myanmar BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်ဆောင်ကအတူရောင်ရွေးကောက်ပွဲကိုအောင်ပွဲခံပြီးဒီနေ့ဇန်နဝါရီ29ရက်မနက်အစောပိုင်း4:40မှာမင်းဝတ်တစားနဲ့နန်းတွဲမင်္ဂလာတရားကနေပြည်တော်ဝင်တဲ့ရတရားချေဖို့ရှိတယ်ဆိုပြီးသိရတာကြောင့်အဲ့ဒီအချိန်ကိုမှန်းပစ်လိုက်တာလို့ BWM တာဝန်ရှိသူကဆိုပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်း109မမရှော့တိုက်ဒုံး9လုံးပြစ်ခတ်ခဲ့ရမှာ3လုံးအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ဒီစစ်စင်ရေးကို BWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ NND PDF Shadow Mandalay နဲ့ Infinity အညာအဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ရွေးကောက်ပွဲအပိုင်း3ကျင်းပတဲ့ဇန်နဝါရီ25ရက်မှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာမန္တလေးကိုတွားရောက်ခဲ့ပြီးအဲ့ဒီနေ့ကတော့လပခရဲညအိတ်မအိတ်တိတိကျကျမသိရဘူးလို့ဆိုပါတယ်။ဒါပေမဲ့စစ်ကောင်ဆောင်ဟာဇန်နဝါရီလ26ရက်မနေ့နေ့ခင်းပိုင်းကထိုင်းတအမတ်ကြီးကိုနေပြည်တော်မှာလက်ခံတွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီဝါရဖြန့်သတင်းစာမှာဖော်ပြထားပါတယ်။ဒီနေ့မနက်ပိုင်းမှာ BWM ရဲ့တိုက်ခိုက်မှုအပြီးစစ်ကောင်စီတပ်ကလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေရှိတယ်လို့မင်းကွန်းတောင်ရိုးဘက်ကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒီနေ့တမနက်ခင်းလုံးအေယာဝတီမြစ်ရိုးအနောက်ဘက်စကိုင်းနဲ့ဝက်လက်မှာဂျက်ဖိုက်တာတွေအဆက်မပြတ်ပြန်ဝဲနေပြီးမန္တလေးမြို့ပေါ်မှာလည်းတနေကုန်အစစ်အဆေးကျန်းနေတယ်လို့ BWM အဖွဲ့တာဝန်ရှိသူကဆိုပါတယ်။ဒါ့အပြင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖုန်းတွေကိုလည်းစစ်ဆေးနေတယ်လို့သိရတာပါ။ပြစ်ခတ်လိုက်တဲ့ရှေ့တိုက်ဒုံးတွေကလပခတိုင်းမှုနေအိမ်ထိခိုက်ခဲ့တယ်လို့ BWM ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဘက်ကထိခိုက်မှုတွေနဲ့ပတ်သက်ပြီး People's Spin အနေနဲ့တီးခြားအတိမပြုနိုင်ပါဘူး။မန္တလေးမြို့မှာဒီနေ့မနက်4နာရီဝန်းကျင်ကလက်နက်ကြီးလို့ယူဆရတဲ့အတန်၄ချက်ကြားရကြောင်းမြေပြင်သတင်းတွေကိုဖော်ပြပေးနေတဲ့ Voice of Mandalay ကဖော်ပြထားပါတယ်ရှင်။ရခိုင်ပြည်နယ်ပုံနှကျွန်းမြို့နယ်မှာဒေသခံတွေအင်တာနက်သုံးတဲ့နေရာကိုစစ်တပ်ကပုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်တပ်ကဒေသခံတွေအင်တာနက်သုံးတဲ့နေရာတက်တဲ့ကိုပုံကျဲခဲ့ပေမဲ့အဲ့ဒီအချိန်မှာသုံးဆွဲသူတွေမရှိတာနဲ့လေကြောင်းတတိပေးချက်မိနစ်ပိုင်းအတွင်းကြိုတင်ရရှိခဲ့တာကြောင့်ဒေသခံတွေဘေးကင်းခဲ့တယ်လို့သိရပါတယ်။အာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ပုံနှကျွန်းမြို့နယ်ပတ်ခွက်စိတ်ကျေးရွာတွေကအများပြည်သူတွေအင်တာနက်သုံးတဲ့နေရာကိုဒီနေ့ဇန်နဝါရီလ29ရက်မနက်တနာရီကျော်မှာတစ်ကြိမ်နေခင်းတနာရီဝန်းကျင်မှာတစ်ကြိမ်စစ်တပ်ကပုံကျဲခဲ့ပါတယ်။ဒေသခံတွေထိခိုက်မှုမရှိပေမဲ့ဘုံကျဲခံခဲ့ရတဲ့နေရာကတော့ကြေမွသွားတယ်လို့ရခိုင်သတင်းမဲ့တူကပြောထားပါတယ်။အာနာသိန်းစစ်တပ်ဟာပတ်ခွက်စိတ်ကြေးရွာကိုပြစ်မှတ်ထားဘုံကျဲနေပြီးဒီနေ့တရက်တည်းဂျက်ဖိုက်တာ2စီးနဲ့ဘုံ4ချိန်ကျဲသွားတယ်လို့ဒေသခံတွေကဆိုတာပါ။စစ်တွေမျိုးတွေကစစ်တပ်စခန်းတွေကိုအာရခတပ်တော် AA ကတက်ခိုင်နေချိန်မှာပုံနှကျွန်းမြို့ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလေကြောင်းကနေဘုံကျဲတာတွေမကြာခဏပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်ညကလည်းပုံနှကျွန်းမြို့နယ်နဲ့ကြောက်တော်မြို့နယ်အဆက်ချောင်းတူကျေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်စစ်ကောင်စီတပ်စစ်တုပ်ပန်းတွေနဲ့တုပ်ပန်းမိသားစုဝင်21ယောက်တိဆုံးခဲ့ပြီး30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာလည်းစစ်တပ်ကလေကြောင်းကနေဘုံကျဲတာတွေဒရုန်းနဲ့ဘုံကျဲတာတွေပင်လယ်ပြင်မှာရှိတဲ့စစ်သင်္ဘောတွေကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကပေါက်ကံဘူတာကျေးရွာမှာစစ်ကောင်စီတပ်ရဲ့အသေးခံဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဇန်နဝါရီလ29ရက်မနက်9:00နာရီခွဲလောက်မှာစားတောင်ရွာရဲစခန်းဘက်ကနေလာတယ်လို့ယူဆရတဲ့အသေးခံဒရုန်းတစ်စီးလာရောက်ဘုံကျဲခဲ့တာလို့ဒေသခံတွေကဆိုတာပါ။ဘုံကကျေးရွာလမ်းဆောင်ရဲ့ဘေးကပေးပါအခွန်ရောက်တဲ့နေအိမ်ပေါ်ကျပြီးအဲ့ဒီအိမ်ကအမျိုးသားနဲ့အမျိုးသမီး2ယောက်ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။အဲ့ဒီကျေးရွာမှာကျေးရွာအုပ်ချုပ်ရေးဘိုင်းကိုပြည်သူတွေကဆန္ဒပြနေတဲ့အချိန်ဖြစ်ပြီးအခြေအနေကလည်းအနှဲငယ်ရှုပ်ထွေးနေတယ်လို့ဒေသခံတူကပြောပါတယ်။ဝါလာမြို့နယ်အရှေ့ချမ်းမှာတော့စစ်တပ်စစ်ကြောင်းတွေရှိနေပြီးတော်လှန်ရေးတပ်တွေနဲ့မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဟာအပျော်စီးပါရာမော်တာဂျိုင်ရိုကော်ပတာတွေနဲ့အရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုထိရောက်စွာတားမြစ်တဲ့ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်မှုနိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့45 Rights ကဇန်နဝါရီလ26ရက်နေ့မနေ့ကထုတ်ပြန်ခဲ့ပါတယ်။45 Rights ဟာ2024ဒီဇင်ဘာကနေ2026ဇန်နဝါရီ17ရက်အထိပါရာမော်တာဂျိုင်ရိုကော်ပတာတွေနဲ့အရက်သားတွေအပေါ်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း
304ခုကိုမှတ်တမ်းယူခဲ့ပါတယ်။အာနာသိန်းစစ်ကောင်စီရဲ့ဇရိတ်နယ်လေကြောင်းတက်ခတ်မှုအဖြစ်ပေါရာမော်တာနဲ့ဂျိုင်ရိုကော်ပတာသုံးပြီးဘုံကျဲမှုတွေမြင့်တက်လာတာဟာမြန်မာနိုင်ငံအလဲပိုင်းနဲ့မြေပြန့်ဒေသတွေအတွက်ကြီးမားတဲ့ချင်းချောက်မှုတစ်ခုဖြစ်လာတယ်လို့ Fortify Rights ကဆိုပါတယ်။စစ်ကောင်စီတပ်ဟာ2024ဒီဇင်ဘာကမန္တလေးတိုင်းမှာတက်ခတ်မှုတစ်ခုနဲ့စတင်ခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံအလဲပိုင်းနဲ့စကိုင်းမကွေးမန္တလေးအေရဝတီနဲ့ပဲခူးတိုင်းကစာတင်ကျောင်းတွေစေယုံတွေဘုံကြီးကျောင်းတွေနဲ့နေအိမ်တွေလိုအရက်သားပြစ်မှတ်တွေသာမကဘဲနဲ့ငင်းချမ်းစွာစုဝေးနေမှုတွေကိုပါပေါရာမော်တာဂျိုင်ရိုကော်ပတာတွေအသုံးပြုပြီးအကြိမ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Fortify Rights ကဖော်ပြထားပါတယ်ရှင်။ပဲခူးတိုင်းကြောက်တကားမြို့နယ်က CDM ပြုတ်လုပ်ခဲ့တဲ့ကျောင်းဆရာတယောက်တိုက်ပွဲအတွင်းကြာဆုံးခဲ့တယ်လို့ကြောက်တကားမြို့နယ်ပညာရေးဘုတ်အဖွဲ့ကဒီနေ့ဇန်နဝါရီ29ရက်မှာထုတ်ပြန်ပါတယ်။ CDM ကျောင်းဆရာဖြစ်တဲ့အပြင်ပြည်သူ့ကာကွယ်တပ်သားအဖြစ်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ကြောက်တကားမြို့နယ်အခြေခံပညာအလယ်တန်းကျောင်းတထေးကြီးရွာကမူလတန်းပြဆရာတဦးဖြစ်တဲ့ဦးဘိုကိုဟိန်းဟာဇန်နဝါရီလ25ရက်နေ့မှာကာကွယ်တာဝန်တွေထမ်းဆောင်ရင်းအသက်ပေးလူသွားခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။အဲ့ဒီနေ့ကတက်ပြန်ဆုတ်ချိန်မနက်10:00နာရီကျော်မှာပဲနွေကုန်းနဲ့ဖြူးမြို့နယ်အဆက်နေရာမှာ drone နဲ့တိုက်ခိုက်ခံခဲ့ရတာကြောင့်ဦးကောင်းထိပြီးကြောက်ဆုံးခဲ့တာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တူကပြောထားပါတယ်။ဇန်နဝါရီလ12ရက်ကစလို့ကြောက်တကားမြို့နယ်ပဲနွေကုန်းမြို့ရန်ကုန်မန္တလေးလမ်းဟောင်းအနီးကကျင်းခါကုန်းကျေးရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ကာကွယ်တပ်ဖွဲ့ဝင်တွေဟာဒီနေ့အထိထိတွေ့တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ကြာဆုံးခဲ့ရတဲ့ CDM ကျောင်းဆရာကိုပညာရေး CDM သူရဲကောင်းအဖြစ်အမှတ်တမ်းတင်ဂုဏ်ပြုတယ်လို့မပြီးဆုံးတဲ့စစ်အာဏာရှင်အမြင့်ပြတ်တော်လှန်ရေးနဲ့ပြည်သူပညာရေးတာဝန်တွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ကြောက်တကားမြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ထားတာပါ။သူဟာကြောက်တကားမြို့နယ်တိုက်ပွဲအတွင်းပထမဆုံးကြာဆုံးခဲ့ရတဲ့ပညာရေးဝန်ထမ်းတူဦးလည်းဖြစ်တယ်လို့ CDM ပညာရေးအတိုင်းအဝိုင်းစီကသိရပါတယ်ရှင်။